ဘယ်လိုလဲမကြခင်လောက်တော့မဲ့ဘောလုံးပွဲတွေ UFC ပွဲတွေကို TV brand ကောင်းကောင်းနဲ့ color ကောင်းကောင်းကြည့်ချင်တဲ့ညီကိုညီမတွေအတွက်တကယ်ကို share ချမ်းမဲ့ဈေးနဲ့ရောင်းပေးမဲ့လက်မ site 2မျိုးကျွန်တော်ဒီဗီဒီယိုမှာပြောပေးမယ်မပြောခင်မှာပစ္စည်းတော့အနည်းငယ်ပဲရှိရင်နော်ညံ့ညံ့လက်ဦးဖို့တော့လိုတယ်ဗျာနာမည်က Samsung 2026နောက်ဆုံး model တွေကရမယ်43လက်မ 4K Smart TV ရမယ်အောက်က55လက်မ 4K Smart TV ရမယ် Okay ဆိုတော့43လက်မရဲ့ model number ကိုဒီအပေါ်မှာရေးပေးထားတယ်ဗျာဆိုတော့လူချင်းမင်းတို့က Samsung 4K Smart TV model number ကအခုရေးပေးထားတဲ့ model number ကလေးနဲ့ Google မှာသွားပြီးအသေးစိတ်ရှာကြည့်လို့ရတယ်ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းက15သိန်း5000เนาะလူချင်းမင်းတို့နောက်တစ်ခေါက်ထပ်ပြောမယ်43လက်မ 4K Smart ယခု model ကို15သိန်း5000နဲ့ရောင်းပေးမှာဖြစ်ပါတယ် Okay ဆိုတော့အောက်က55လက်မ 4K Smart TV ကြတော့သူလည်းပဲ2026နောက်ဆုံးထွက်တဲ့ model ပဲဖြစ်တယ်ရောင်းချမဲ့ဈေးနှုန်းက26သိန်း5000ဘောလုံးပွဲတွေ UFC ပွဲတွေပြီးသွားလို့ရှိရင် YouTube တွေ Netflix တွေကို official ကြည့်ကျင်တဲ့မိတ်ဆွေတွေတို့ဒီမှာတော်တော်လေးအဆင်ပြေလိမ့်မယ်ရုပ်ထွက်ကလည်း 4K ဆိုတဲ့ခါကျတော့ကျွန်တော်တို့ပြောစရာမလိုအောင်ကောင်းတယ်နာမည်ကလည်း Samsung ဆိုတော့ကမ္ဘာနံပါတ်1ရောင်းအားအကောင်းဆုံးတွေကတစ်ခုဖြစ်ပါတယ်43လက်မှ15သိန်း5000ဟိုအောက်က55လက်မှက26သိန်း5000ဟယ်လိုအပေါ်ကဖုန်းနံပါတ်တွေကိုဆက်သွယ်လို့ရတယ် Facebook TikTok က message တွေကိုလည်းဆက်သွယ်လို့ရတယ်အပေါ်ကဖုန်းနံပါတ်တွေရဲ့ Viber ကိုလည်းဆက်သွယ်လို့ရတယ်အောက်ကမိုးထဲမှာရေးထားတဲ့စိုင်လိပ်စာတွေအားလုံးကိုလည်းလူပတိုင်းလာကြည့်ပြီးဝယ်လို့ရတယ်နေကဆိုလို့ရှိရင်လည်းငိုကြွေလှဲပြီးတော့ကျွန်တော်တို့တက်ဆိုင်ရာကားကိန်းများကိုတွားပြီးချပေးပါတယ်ခင်ဗျဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပေးလို့ကျေးဇူးတင်တယ်နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ် Okay နောက်တစ်ခေါက်ထပ်ပြောမယ် 4K Smart TV Samsung 2026နောက်ဆုံးထွက်တဲ့43လက်မှ15သိန်း5000 55လက်မှ2026 4K Smart TV 26သိန်း5000 Okay